တော့ဒီလိုမျိုးအမိတဝိုင်းမှာဒိတ်ကလူသက်သမားတွေလွတ်မြောက်နေတဲ့ဒီလိုအကြောင်းကလူသက်သမားတွေဟာယခုချိန်ထိခက်ပြေးလွတ်မြောက်နေတဲ့ဖြစ်ပြီးတာဝန်ရှိသူများကလည်းဒါကြောင့်ပြည်သူများအနေနဲ့ယခုလက်တလောတတိယရရှိသွားနေထိုင်ကြရတဲ့မပညာဆရာများတို့ဆိုတာကတတိယသိနေများပြီးနေကြတဲ့သက်ဆိုင်ရာတာဝန်ရှိသူများကမိတာရခတ်ထားပါတယ်ကိုလုံးနေရအဲ့တော့ပြောပါအကောင်းထဲမှာပြောပေးတာအီစီဟုတ်တယ်နော်ဘာမှဆိုရင်ပြောမယ်အားလုံးလက်ပြောမယ်ဟုတ်တယ်